ဒီနွားလေးကိုတာတလိုင်စင်ကနေပြီးတော့148သိန်းတိတိပေးပြီးဝယ်ယူခဲ့ရတာဖြစ်ပါတယ်မူလပထမဒီနွားလေးကိုတတ်ဖို့ဆိုပြီးတော့တာတလိုင်စင်ကဝယ်ခဲ့ကြတာပါအဲ့ဒါကိုနွားလေးကိုကျောင်းရှိကနေဖြတ်မောင်းသွားတဲ့အခါမှာနွားလေးကဘုန်းကြီးကျောင်းကိုကြည့်ပြီးတော့ကျောင်းထဲကိုရစ်တီလုံနေတဲ့အတွက်ရွာဦးကျောင်းဆရာတော်ကနေနွားလေးအပေါ်မှာမေတ္တာတက်ဝင်ပြီးတော့မတတ်ပါနဲ့လို့တားမြစ်တဲ့အခါမှာမဖြစ်မနေတတ်ကြမှာကိုသိတဲ့အတွက်နွားလေးကိုဈေးဆိုင်ပြီးဝယ်ပါတော့တယ်အဲ့ဒီအခါမှာနွားတက်လိုင်စင်ကာယကံရှင်ကလည်းသူ့ကြိုက်ဈေးမရရင်မယောင်းချင်ဘူးဆိုတော့ဈေးညှိလိုက်တဲ့အခါမှာ150နဲ့ရရင်တော့ရောင်းမယ်လို့မတန်တဆဈေးပြောပါတယ်အဲ့ဒီအခါမှာဆရာတော်ကလည်းဆက်ပြီးတော့ဈေးညှိလိုက်တဲ့အခါမှာနောက်ပိုင်း140နဲ့9သိန်းတိတိနဲ့ဈေးဆိုင်လို့တဲ့သွားပါတယ်ဒါကြောင့်ဒါဟာဒီနွားလေးရဲ့အတိတ်ဘဝကကုသိုလ်ကံအကျိုးပေးဒီနေရာမှာတော့ကောင်းသွားတယ်လို့ပြောရမယ်ထင်ပါတယ်ဆရာတော်ကမဝယ်ဘူးဆိုရင်ဒီနွားလေးဟာအမဲသားဘဝနဲ့အိုးထဲမှာထည့်ပြီးအစားခံနေရလို့အခုလောက်ဆိုရင်ဘယ်ဘဝဘုံဌာနရောက်နေမယ်မသိနိုင်ပါဘူးခုတော့ဆရာတော်ဖះနဲ့ဒီနွားလေးရဲ့ဘဝကရေစက်ကလေးတွေကြောင်လားမသိပါဘူးဘုန်းကြီးကျောင်းကိုရောက်လာတော့လဲနွားလေးကလိမ္မာပါတယ်ဆရာတော်ကလာဆိုရင်လာတယ်သွားဆိုရင်သွားတယ်ဆရာတော်ရဲ့မျက်နှာကိုအရေးတကြီးနဲ့နေတဲ့နွားလေးပါခုလိုပဲနွားလေးဟာဘုန်းကြီးကျောင်းပေါ်ကိုတက်ပြီးတော့ဆရာတော်ဒီနွားလေးကိုနားမှာပဲလိုင်စင်ကနေကြက်မလေးရှိပါတယ်148သိန်းတိတိပေးပြီးဝယ်ယူခဲ့ရတာဖြစ်ပါတယ်မူလပထမလည်းဒီနွားလေးကိုမြင်တွေ့ရအောင်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ဝယ်ခဲ့ကြတာပါအဲ့ဒါကိုနွားလေးကိုကျောင်းရှိကနေဖြတ်မောင်းသွားတဲ့အခါမှာနွားလေးကဘုန်းကြီးကျောင်းကိုကြည့်ပြီးတော့ကျောင်းထဲကိုရစ်တီလုံနေတဲ့အတွက်ရွာဦးကျောင်းဆရာတော်ကနေနွားလေးအပေါ်မှာမေတ္တာတက်ဝင်ပြီးတော့မတတ်ပါနဲ့လို့တားမြစ်တဲ့အခါမှာမဖြစ်မနေတတ်ကြမှာကိုသိတဲ့အတွက်နွားလေးကိုဈေးဆိုင်ပြီးဝယ်ပါတော့တယ်အဲ့ဒီအခါမှာနွားတက်လိုင်စင်ကာယကံရှင်ကလည်းသူ့ကြိုက်ဈေးမရရင်မယောင်းချင်ဘူးဆိုတော့ဈေးညှိလိုက်တဲ့အခါမှာ150နဲ့ရရင်တော့ရောင်းမယ်လို့မတန်တဆဈေးပြောပါတယ်အဲ့ဒီအခါမှာဆရာတော်ကလည်းဆက်ပြီးတော့ဈေးညှိလိုက်တဲ့အခါမှာနောက်ပိုင်း140နဲ့9သိန်းတိတိနဲ့ဈေးဆိုင်လို့တဲ့သွားပါတယ်ဒါကြောင့်ဒါဟာဒီနွားလေးရဲ့အတိတ်ဘဝကကုသိုလ်ကံအကျိုးပေးဒီနေရာမှာတော့ကောင်းသွားတယ်လို့ပြောရမယ်ထင်ပါတယ်ဆရာတော်ကမဝယ်ဘူးဆိုရင်ဒီနွားလေးဟာအမဲသားဘဝနဲ့အိုးထဲမှာထည့်ပြီးအစားခံနေရလို့အခုလောက်ဆိုရင်ဘယ်ဘဝဘုံဌာနရောက်နေမယ်မသိနိုင်ပါဘူးခုတော့ဆရာတော်ဖះနဲ့ဒီနွားလေးရဲ့ဘဝကရေစက်ကလေးတွေကြောင်လားမသိပါဘူးဘုန်းကြီးကျောင်းကိုရောက်လာတော့လဲနွားလေးကလိမ္မာပါတယ်ဆရာတော်ကလာဆိုရင်လာတယ်သွားဆိုရင်သွားတယ်ဆရာတော်ရဲ့မျက်နှာကိုအရေးတကြီးနဲ့နေတဲ့နွားလေးပါအခုလိုပဲနွားလေးဟာဘုန်းကြီးကျောင်းပေါ်ကိုတက်ပြီးတော့ဆရာတော်ရဲ့အနီးနားမှာပဲနေခြင်းနဲ့အကျင့်ကလေးရှိပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုမိတ်ဆွေများလဲထူးထူးခြားခြားမြင်တွေ့ရအောင်လို့မျှဝေပေးခြင်းဖြစ်ပါတယ်လာဆန်းပြေရလာဆန်းဆန်း谁喽？呀，来去了，呀，哎，没声音，来。给拉出来哦，呀，没声音嘛。
တက်ပြီးစီးရင်တော့သူလာရောကဲလာကလာငွေစိတ်လာကဲကဲမစင်းရင်ကြည့်မကတ်တက်လောက်လာဆိုတော့ဟဲ့ကကဲစောချတော့မစင်းကြည့်လာကဲရ哎呀，ကဲ妈！